မိမိရဲ့ Android ဖုန်းမှာငကိုပါတဲ့ launcher ကိုသုံးပြီးတော့ပြင်းနေတဲ့လူရှိကြလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကခမောက်တော့ပဲဖြစ်မှာပါအခု Windows 11 ပုံစံ launcher နော်ပြောင်းသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားကြပါအခုလို Windows 11 PC ပုံစံအပြည့်အဝပေါ့နော်အထူးသဖြင့်ဖုန်းတွေရောနော် Android ဖုန်းတွေ Android tablet တွေမှာပြောင်းသုံးနေတယ်ဆိုလို့ရှိရင်နော်ဒီဟာလုံနည်းလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အခုကျွန်တော်မပြောပြသေးခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကိုနှိပ်ပေးသွားကြပါဦးခင်ဗျာဒါကတော့ကျွန်တော်တို့ဒီ Windows 11 ပုံစံ PC ပုံစံပြောင်းပြချင်တယ်ဆိုလို့ရှိရင်တော့လုံနည်းရှိပါတယ်အဲ့ဒါကတော့ဒီ Google Play Store မှာဆိုပြီးတော့ Hyperdrive ဆိုပြီးတော့ရိုက်ရှာပြီးတော့အဲ့မှာ download လုပ်လိုက်ရင်ရပါတယ်နော်ဒီ software လေးပါနော်ဒီ Hyperdrive PC launcher ဒါလေးကို download ချပြီးတော့နော်ဒါတော့ကျွန်တော် download ချပြီးတော့နော် install လုပ်လိုက်လို့ရှိလို့ရှိရင်အခုလိုပုံပါအတိုင်းပဲဒါ install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ software လေးကိုဝင်လိုက်မယ်ဒါဝင်လိုက်တဲ့အခါကျလို့ရှိလို့ရှိရင်ဒီမှာဒီ enable as launcher ဒီဥစ္စာကိုကျွန်တော် on ပေးဖို့တော့လိုပါတယ်မ on လို့မရပါဘူးเนาะ on မှရမှာပါအဲ့ဒါမှဒါလည်းဒီ launcher web ပြန်ရောက်မှာဖြစ်ပါတယ်เนาะပြီးတော့ default launcher မှာလည်းအလိုပဲဒီ Hyperdrive ကိုရွေးပေးထားဖို့လိုပါတယ်နှုတ်မို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ငကို home launcher ကိုပြန်ရောက်သွားမှာဆိုလို့ပါအခုလို desktop ပုံစံတွေ့ပြီဆိုလို့ရှိရင်ဒါ start menu ပေါ့နော် start menu မှာဒီ freedom ဆိုပြီးဖြစ်နေတာကို all ပြောင်းပြဖို့တော့လိုတယ်အဲ့ဒါမှရှိတဲ့ software အကုန်ပေါ်မှာဖြစ်ပါတယ်အဲ့ဒါမှအကုန်ပေါ်မှာပါအဲ့ဒီမှာခုနဒီ desktop ပေါ်မှာဒီ software ဒီဆက်လာကျွန်တော်အကုန်မရောက်သေးဘူးเนาะအကုန်ရောက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ start menu မှာဝင်ပြီးတော့ဒီထည့်ရနေပြီးတော့ကြိုက်နှစ်သက်ရာเนาะ software ကိုဖိနှိပ်ထားပြီးလို့ရှိရင်ဒါtest bar မှာပေါ်ကျင်တော့ pin to test bar ပေါ့နော်ဒါ desktop ပေါ်မှာရောက်ချင်တော့ add to desktop နှိပ်လိုက်လို့ရှိရင်ဒါ desktop ပေါ်ရောက်လာပြီเนาะဒီမှာဆိုရင်ဒါဒီ software လေးစပြ software လေးဒါ desktop ပေါ်ရောက်လာပြီဆိုလို့ရှိရင်ဒါဒီလိုဖိနှိပ်ပြီးတော့လိုတဲ့နေရာရွှေ့လို့ရတယ်ကျွန်တော်တကယ့်ကို PC လိုပဲเนาะ PC တစ်ခုလိုပဲသုံးလို့ရတယ်เนาะဖိနှိပ်ထားလို့ရှိရင်ဒါ right click နှိပ်တာနဲ့အတူတူပဲเนาะဒီမှာပါတဲ့ Chrome ကဒါတကယ့်ကိုပဲတကယ် PC Chrome เนาะPC Chrome ကိုထည့်ပေးထားတာเนาะတကယ်ကိုပဲတကယ်လို့ tablet နဲ့သာသုံးမယ်ဆိုလို့ရှိရင်တော့လုံးဝ PC ဘိုက်အပြည့်အဝကိုရမှာဖြစ်ပါတယ်ဒါဖုန်းနဲ့ကတော့နည်းနည်းမြင်ကွင်းနည်းနည်းကျဉ်းတာပေါ့နော်ဖုန်းနဲ့ကတော့မြင်ကွင်းနည်းနည်းကျဉ်းမယ်ဒီလို minimize လုပ်တာပဲပါတယ် close တွေပါတယ်เนาะလုံးဝ PC အတိုင်းပဲเนาะဒါရခင်ကလေးကဒီလို software တွေလည်းပေါ်ခဲ့ဘူးပါတယ်เนาะဒါပေမဲ့အခုလိုဒါ full ပေါ့နော်ဒါ Windows ပုံစံမျိုးဆိုတာအခုမှเนาะဒါကျွန်တော်လည်းမြင်ဘူးလားအဲ့ဒီမှာ screen rotate လေးလုပ်ထားလို့ရှိရင်ဒီမှာဒီလိုလှည့်လိုက်လို့ရှိရင်အဲ့ခါကျမှလုံးဝเนาะဒီ landscape ပုံစံမှာတကယ့်ကိုเนาะWindows 11 ပုံစံအပြည့်အဝပေါ်မှာဖြစ်ပါတယ်เนาะဒါကတော့ခုန vertical ကတော့ downlight ကเนาะthe phone ပုံစံပေါ့เนาะphone interface ပေါ့အခုတကယ့်ကို PC interface ပုံစံအပြည့်အဝပေါ်မှာဖြစ်ပါတယ်တက်ပလက်တာရှိမှဆိုလို့ရှိရင်တော့လုံးဝဒါဒီဟာကိုစမ်းသုံးကြည့်ကြဖို့အတွက်เนาะဒီ launcher ကိုစမ်းသုံးကြည့်မှာ recommend ပေးပါတယ်တကယ့်ကိုပဲကျွန်တော်တို့ကဒီမှာရှိတဲ့ဒီ PC မှာ PC setting ထဲမှာရှိတဲ့မြအကုန်လုံးကိုကျွန်တော်တို့เนาะfeature တွေအကုန်ပါတာဖြစ်ပါတယ်เนาะဒီမှာ start menu ဖွင့်လိုက်လို့ရှိရင်လည်းအဲ့တိုင်းပဲအကုန်လုံးရမှာဖြစ်ပါတွေ့ရမှာဖြစ်ပါအဲ့တော့ဒါဒီမှာကျွန်တော်ဒီမှာညာဘက်တော့ဟာလေးနှိပ်လိုက်လို့ရှိရင်လည်းဒါဒီမှာဒီ wifi နေပါရအစเนาะဒါအကုန်လုံးဒီကက်ကိုPC မှာအတိုင်းပဲဖွင့်လို့ရတယ်เนาะအဲ့နေရာတွေကဘယ်ဟာတစ်ခုမှ fake မပါဘူးเนาะဒီမှာ calendar လည်းအဲ့တိုင်းပဲဒါအကုန်လုံးเนาะဒါဖွင့်လို့ရတယ်เนาะ Bluetooth လည်းဖွင့်လို့ရတယ်အဲ့နေရာတွေမှာเนาะเนาะ contact ဆိုလို့ရှိရင်လည်း contact ပေါ့เนาะcontact ကနေတစ်ဆင့်တော့ကျွန်တော်တို့ဒါဖုန်းခေါ်တဲ့နေရာကိုတွားရမှာပေါ့เนาะအဲ့လိုတော့ရှိတယ်အဲ့တော့ဒီနောက်ပြီးတော့မှ this PC နှိပ်လိုက်လို့ရှိရင်လည်းအဲ့တိုင်းပဲဒါ vertical ပုံစံမှာကျွန်တော်တို့ဒါမှ internet C เนาะကျွန်တော်တို့ PC မှာဆို data C တို့ဘာလို့ပေါ့เนาะ data D တို့ဒါအဲ့လိုပုံစံမျိုးပေါ့เนาะဒါကstep မှာ all menu မှာ
ခုနပြောလို့ဒီဒါ note ဒါတကယ်ကို PC note เนาะ PC မှာပါတဲ့ notepad เนาะ notepad အဲ့ဒါကြီးလည်းပါတယ်เนาะကိုဖုန်းရဲ့ install လုပ်ထားတဲ့ software တွေလည်းပါတယ်เนาะဒါကတော့ဒီ horizontal ပုံစံပေါ့ဒါ this PC ကိုဖွင့်ပြထားတာเนาะတကယ်ကိုပဲကျွန်တော်တို့ဒီ laptop တစ်လုံး desktop တစ်လုံးသုံးနေရတယ်လို့ပို့အဲ့လို feeling မျိုးရမှာဖြစ်ပါတယ်เนาะအဲ့လို feeling ဒါဒီနေရာလေးကဘာလဲဆိုတော့ဒါ mouse click ပေါ့เนาะဒါ single click single click ဆိုလို့ရှိရင်single click ဆိုလို့ရှိရင်ဒါတစ်ချက်ပဲနှိပ်လိုက်မယ်နှိပ်လိုက်တာနဲ့ခုနကပြောသလိုဒါကတန်းပွန်လာမှာပေါ့เนาะတစ်ချက်ပဲနှိပ်မယ်เนาะဒါညပိတ်ကြည့်မယ်နောက်ပြီးတော့ဒါဒီနေရာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒါတစ်ခက်နှိပ်ကြည့်မယ်เนาะအောက်ကကျ double click ဒီဥစ္စာကတော့ဒါလုံးဝကိုကျွန်တော် PC ရဲ့ style အတိုင်းပဲဖြစ်သွားမယ်เนาะနှစ်ချက်နှိပ်မှ double click လုပ်မှရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်